ဒီပစ္စည်းတေးရောက်တာလား ဟုတ်တယ်ညီမလေးဒီနေ့သမီးတို့မွေးငါစားရမယ်ပြောတော့လား ပြောတော့အဲ့ဒါစိရတော့ ဒီမှာအဲ့ဒါလေးစစ်ရမယ်အဲ့ဒါလေးစစ်ပြီးသားရင်လည်းပြန်ကြရောင်းလို့ရအောင်လို့နော်ပိုပိုအင်56လေးပစ္စည်းရောက်ပါတယ်ဒီမှာတစ်ချက်တော့ပြပေးပါဦး ဒီမိကပြ ဒါလေးကတော့ Oppo A56 လေးတွေ3သိန်းပတ်ချလေးလေးဒီမှာရောင်းလို့အကောင်းဆုံးဖြစ်တဲ့ model လေးတွေကတစ်ခုပေါ့နော် Oppo A56 5G တချို့လက်ကားပြန်ယူပြီးပြန်ရောင်းခြင်းနဲ့မိတ်ဆွေတွေလည်းပဲရောင်းပြပါတယ်နော်လက်ကားလေးတွေကတော့တက်စီးတန်းရှိပါတယ်ဝေးအားပေးမဲ့ဆိုလို့ရှိရင်အမတို့ရဲ့ Tower Mobile TikTok ချက်ပေါက်ကနေပြီးတော့လည်းအသေးစိတ်မေးမြန်းလို့ရပါတယ်39 982345ကိုဆက်သွယ်ပြီးတော့လည်းမေးမြန်းလို့ရပါတယ်လက်နေလက်ကားရောင်းပေးတာဖြစ်လို့မလို့အာမခံနဲ့ပတ်သက်ပြီးတော့လည်းပဲအပြည့်အဝတောင်းရင်မှုတောင်းချမှုနဲ့နောက်ဆက်ပေးပါတယ်